မိကုံမိရှောက်ခွင့်ပြုပါဗျာဖုံဖုံတွေကမိန်းကလေးတွေရဲ့ခေါင်းကိုထိပြီးတော့ဆူတောင်းမြစ်တာပေးတာဟာတကယ်ရောအကျိုးသက်ရောက်မှုရှိပါသလားဗျာတကယ်လို့ဖုံဖုံကနေပြီးတော့ဆူတောင်းပေးလိုက်တဲ့ကျမ်းမာပါစေလို့ပြောလိုက်တဲ့ဆူဟာသူတို့အတွက်တကယ်ရောအကျိုးဖြစ်စေပါသလားဗျာအဲ့တော့မိကုံနှစ်ပိုင်းခွဲလိုက်ရအောင်တစ်ပိုင်းကတော့မျိုးသမီးတွေကိုထိတဲ့ပြဿနာနော်အဲ့တော်တော်ခက်စားတယ်ဒီမှာဟောလည်းပြောတယ်ဥက္ကဋ္ဌလည်းပြောတယ်နော်ဆိုတော့ရဟန်းတော်တွေကခုနပထမဘိုင်းမှာလည်းပြောတယ်အမေကိုတောင်မှမထိခေါင်းမှုဆိုတဲ့ဥစ္စာနော်အဲ့တော့အမျိုးသမီးတွေကျောင်းကိုလာတဲ့အခါမှာထိတ်ပုတ်ပြီးတော့ခေါင်းကိုကင်ပြီးတော့စုပေးတယ်ဆိုတာဒါထေရဝါဒရဟန်းတော်တွေရဲ့အလုံးမဟုတ်ပါဘူးနော်ဘလို့မှထေရဝါဒသာသနာမျိုးလုံးနဲ့ကြည့်မှဆိုရင်မသိတော်ဘူးမအပ်ဆက်ဘူးမလောက်ကောင်းဘူးနော်အဲကြောင့်ဦးဇင်းတို့အမြဲတမ်းပြောပါတယ်ဒီသာသနာရေးကိစ္စတွေမှာဆိုအမြဲတမ်းဒါအဆလာမဆလာစဉ်းစားနော်ဟိုဘုန်းကြီးလုတ်တိုင်းလည်းသွားအလုံးမခံနဲ့တခါကျဦးဇင်းပြောတာရှိတယ်ဟုတ်လားဘုန်းကြီးလုတ်ပေးလိုက်တယ်ဘုန်းကြီးတွေကြတော့ဘာလဲနှစ်ဖူးကိုရွှေကက်တာတွေဘာတွေရှိသေးတယ်ဆိုဦးဇင်းကပြောတယ်ဘုန်းကြီးကကက်ပေးတိုင်းလည်းလက်မခံနဲ့ကိုကက်ခံမှာကိုဖြစ်တာလေလို့ဟုတ်တယ်လားနော်အဲ့တော့ကိုကိုတိုင်းကအကက်ခံကျင်တော့ဗာတက်နိုင်မှာတော့ပြောရတာပေါ့နော်အဲ့တော့မျိုးအဲ့တော့ဆိုလိုတာကဒီဘုန်းကြီးစီကိုသွားရင်ဒီလိုလုပ်မယ်ဆိုရင်ကိုအလုံးမခံနဲ့အကက်မခံနဲ့လေအဲ့တော့ကိုလည်းဟိုကိုကြောင့်လည်းဘုန်းကြီးတွေမှာအဘက်တင်ရတယ်မကောင်းဘူးပေါ့နော်သာသနာလည်းညှိုးနှွမ်းတယ်အဲ့တော့အမျိုးသမီးတွေရဲ့ထိတ်ကိုလက်နဲ့ဓာတ်ရိုက်ထိတာခုနကတခါပြောတယ်ဓာတ်ရိုက်မထိဘူးเนาะတချို့ကဘာလဲရက်တောင်လေးနဲ့ထိတယ်ဆိုမရဘူးเนาะစာထဲမှာကာယပฏิပတ်ဒနှမျိုးရှိတယ်ကာယဆိုတာကဓာတ်ရိုက်ထိတာကာယပฏิပတ်ဒဆိုတာတဆင့်ခံထိတာတောင်ဝင်းနဲ့ထိလို့လည်းမရဘူးရက်တောင်နဲ့ထိလည်းမရဘူးဂျားခံထိလို့မရတာပေါ်ဝါပိုင်းခံထိလည်းမရအောင်เนาะဓာတ်ရိုက်ထိအင်တာရိုက်ပဲထိလို့မရတာမျိုးသမီးရလေเนาะဓာတ်ရိုက်တချို့ကအဲ့ဒါရက်တောင်နဲ့ထိရင်ဘာမှမဖြစ်ပါဘူးဆိုမဟုတ်ရက်တောင်နဲ့လည်းမထိအောင်တောင်ဝင်းနဲ့လည်းမထိအောင်ဘာနဲ့မှမထိရဒါကြောင့်အမျိုးသမီးတွေကိုနံပါတ်1ထိတာကစားလွဲနေတယ်မထိကောင်းဘူးเนาะမကင်ကောင်းဘူးတချို့အသားမထိဘူးသပင်ကိုထိတာသပင်ကိုထိလဲအာဘတ်တင်တာမရအောင်အဝိဇ္ဇာထိလည်းမရအောင်နော်အမျိုးသမီးရဲ့အဝိဇ္ဇာလည်းမထိအောင်ဒါကတစ်ပိုင်းပေါ့နော်နောက်တစ်ပိုင်းကစူတောင်းတဲ့ကိစ္စ sorry စူပေးတဲ့ကိစ္စဘုန်းကြီးကခုနကဟိုကျမ်းမာပါစေလို့ပြောလိုက်လို့ကျမ်းမာသွားမလားဆိုတော့ဒါကတော့မဖြစ်နိုင်ဘူးဘုရားလက်ထက်ကမြတ်စွာဘုရားလက်ထက်မှာဖြစ်ဘူးတဲ့အဲ့ပြဿနာလေးဘာလဲဆိုတော့နှာရှိတာဘုရားလက်ထက်ကယဟန်တော်တွေဘာဖြစ်လဲဆိုတော့နှာရှိလို့ရှိရင်သူပါဠိလိုပြောမယ်ဆိုရင်ဇီဝထဇီဝတုပေါ့အသက်ရှိပါစေဆိုတဲ့စကားကိုပြောလို့ရှိကြတယ်တဦးတယောက်ကနှာရှိလိုက်ပြီဆိုရင်ဝိုင်းပြီးတော့အသက်ရှိပါစေဆိုလှမ်းပြောကြတယ်တနေ့မြတ်စွာဘုရားတရားဟောနေတယ်အဲ့ဒီမှာယဟန်တစ်ပါးကနှာရှိရောနှာရှိတော့အကုန်လုံးကဝိုင်းပြီးတော့တဝဲလုံးကအသက်ရှိကြပါစေဆိုဘုရားတရားဟောလို့မရတော့ဘူးဘုရားတရားရက်သွားတယ်ဘုရားစူးညံသွားတယ်တရားပွဲတစ်ခုလုံးကစူးညံသွားတယ်အသက်ရှိပါစေဆိုလမ်းអော်ချတာဟာဘုရားဘာလဲပေါ့နော်သူကတရားဟောနေနေဆိုအဲ့တော့ဘုရားယဟန်တွေဘာဖြစ်တာလဲပေါ့ဩယဟန်တစ်ပါးနှာရှိတာအဲ့ဒါဝိုင်းပြီးတော့ဆူတောင်းပေးရတယ်အသက်ရှိပါစေဆိုတော့ဘုရားမေနေစမ်းမအောင်ပေါ့အဲ့လိုအသက်ရှိပါစေပြောတကယ်ရှိသလားတဲ့ဘုရားခုနက